အမျိုးသမီးတို့အတွက်အာဟာရဆိုပြီးတော့Women's Nutrition Through Life Stages ဆိုတဲ့ခေါင်းစဉ်လေးနဲ့ series လေးတစ်ခုလောက်သွားပြီးမယ်လို့ကျွန်မပြောထားရဲပေါ့နော်ဒီနေ့မှာဒီ series လေးရဲ့ပထမဆုံး episode 1လို့ပြောမှာပေါ့နော်ဒီ episode 1နဲ့မှာဘာအကြောင်းလေးပြောကြားပေးတော့မှာလဲဆိုတော့10နှစ်ကနေပြီးတော့18နှစ်ကြားမှာရှိရဲပေါ့နော်အမျိုးသမီးငယ်လေးတွေမှာအာဟာရလိုအပ်ချက်တွေကဘာတွေဖြစ်မလဲအဲ့ဒီအာဟာရလိုအပ်ချက်တွေအတွက်ဘယ်လိုမျိုးစားတောက်နေထိုင်ရမလဲဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးသွားမယ်ပေါ့နော်ရှင်းပြတဲ့အခါမှာကျွန်မဒီနေ့ပုံလေးတစ်ခုလောက်လာခဲ့ပြီးရပေါ့နော်ဒီမှာတော့စာလေးတွေကပြောင်းပြန်ဖြစ်နေလိမ့်မယ်ပြီးတော့မှအသေးစိတ်လေးပြန်ပြီးတော့ပြပြပေးမယ်ပေါ့နော်ခေါင်းစဉ်လေးကိုတော့ဒီလိုမျိုးadolescent လို့ခေါ်တာပေါ့နော်10နှစ်ကနေ18နှစ်ဒီလိုမျိုးဖွံ့ဖြိုးတဲ့အရွယ် main ကလေးငယ်လေးတွေမှာဘယ်လိုအာဟာရတွေကဘာကြောင့်အရေးကြီးလဲပေါ့အဓိကကတော့ကျွန်တော်တို့ကကိုကဒီရွယ်မှာဆိုရင်ကြီးထွားဖွံ့ဖြိုးဖို့အတွက်ကိုအထူးဂရုပြုဖို့လိုအပ်တယ်ဒီချိန်မှာအရက်ရှည်ခြင်းနဲ့စိတ်တွေရှိလာပြီဒီရွယ်လေးတွေဆိုတော့ခန္ဓာကိုယ် body image တွေကိုစပြီးတော့ဂရုစိုက်လာပြီပေါ့နော်အဲဒီခါမျိုးမှာနံပါတ်1ဘာကြောင့်အရေးကြီးလဲပေါ့နံပါတ်1ကိုဒီမှာကြည့်မယ်ဆိုရင်တော့ growth and development လို့ရေးထားတယ်ဒီမှာလူရုပ်ပုံလေးနဲ့ပေါ့နော်မြားလေးကိုအပေါ်ထိုးထားတယ်ပေါ့အဲ့ဒီမှာဆိုရင် rapid growth and development ဖြစ်တယ်ပေါ့ဒီရွယ်မှာဆိုရင်အာဟာရကတေချာလေးလိုအပ်တယ်မြင်မြန်ကြီးထွားတတ်တယ်ပေါ့အဲ့ဒီခါမျိုးမှာဆိုရင်ဒီမှာ adequate energy protein vitamins and minerals ပေါ့ဒီလိုပြောထားတယ်အဲ့ဒါကဘာလဲဆိုတော့တေချာခန္ဓာကိုယ်လိုအပ်ချက်အတိုင်း energy ကိုပြည့်ပြည့်ဝဝလေးကျွန်တော်တို့စားဖို့လိုအပ်လိမ့်မယ်နောက်ပြီးတော့ကြတော့ protein တွေလိုအပ်လိမ့်မယ်နောက်ပြီးတော့ vitamins minerals တွေတခြားလိုအပ်လိမ့်မယ်ဒီချိန်မှာဆိုရင်တော့အစာအာဟာရအုပ်စုစုံလင်စွာစားပေးဖို့ကအထူးပဲရေးကြီးရယ်ခန္ဓာကိုယ်လိုအပ်ချက်အတိုင်းအသားဓာတ်တွေကမိမိတို့ခန္ဓာကိုယ်လိုအပ်ချက်အတိုင်းအပြည့်အဝလုံလုံလောက်လောက်စားပေးဖို့လိုအပ်လိမ့်မယ်ပေါ့နော်ဒီမှာဆိုရင် protein grant နေနဲ့ဒီလိုမျိုးမျိုးသမီးအရွယ်တွေမှာဆိုရင်အသက်အရွယ်အပိုင်းခြားလိုက်တော့နည်းနည်းလေးကွာခြားမှုရှိရယ်အနည်းဆုံးဒီ9နှစ်13နှစ်ဒီလိုဝင်းကျင်လေးတွေမှာဆိုရင်တော့ကျွန်တော်တို့က14 gram လောက်အသားဓာတ်အနေနဲ့လိုအပ်တယ်ပေါ့နော်အသားရဲ့အလေးချိန်ကိုပြောတာမဟုတ်ဘူးပေါ့နော် protein ရဲ့ gram ကိုပြောတာပေါ့နောက်တစ်ခုကတော့ဒီ13နှစ်ကနေ16နှစ်ကြားရဲဆိုရင်တော့အကြမ်းပြင်းကျွန်တော်တို့46 gram လောက်ထိတိုးပြီးလိုအပ်နိုင်တယ်ပေါ့အဲ့တော့အသားဓာတ်လေးကိုနံပါတ်1ကတော့တေချာပြည့်မီအောင်စားပေးရမယ်အစာအာဟာရအုပ်စုတွေစုံလင်စွာစားပေးရမယ်တနည်းတာလိုအပ်ချက်ကိုပြည့်မီအောင်စားပေးရမယ်ပေါ့ဒါကတော့နံပါတ်1အရေးကြီးရဲ့ဟာပေါ့နော်ဒုတိယအနေနဲ့ဘာအရေးကြီးလဲဆိုတော့ဒီမှာပုံလေးကိုကြည့်မယ်ဆိုရင် iron and menstrual healthဒါကတော့တန်ဓာတ်တွေကိုကျွန်တော်တို့အရေးကြီးရပေါ့နော်တန်ဓာတ်ကဒီရွယ်မှာလုံးဝအရေးကြီးသွားပြီတန်ဓာတ်ကိုတိချာလေးပြပြဝဝရှိနေအောင်လို့စားမှာပဲဒီလိုမျိုးခန္ဓာကိုယ်ကြီးထွားဖို့အတွက်လည်းအဆင်ပြေမှာဖြစ်တယ်လို့ပဲမျိုးသမီးငယ်လေးတွေမှာယာတီသွေးစပေါ်ပြီးခါမှာ menstrual loss ပေါ့နော်ယာတီသွေးဆင်းသွားတဲ့ခါမှာတန်ဓာတ်တွေဆုံးရှုံးပြီးပါသွားတတ်တယ်ဒီခါမျိုးမှာတန်ဓာတ်ပြည့်ဝတဲ့စားတောက်တွေကိုအထူးသတိပြုပြီးစားရမယ်အဲ့တော့တန်ဓာတ်ဒီတီးထွားဖို့အတွက်လည်းလိုအပ်တယ်လို့ဆုံးရှုံးသွားတာတွေပြန်ဖြည့်ဖို့အတွက်လည်းတန်တက်ပြေးသွားတဲ့စားတောက်တွေစားပေးဖို့လိုအပ်လိမ့်မယ်ပေါ့နော်ဒါကတော့အားလုံးသိရှိပြီးသားဖြစ်တဲ့အတိုင်းပဲအသားတွေစားပေးရမယ်ဥတွင်းလီစာတွေကအသေးလိုမျိုးတွေစားပေးလို့ရတယ်နောက်တစ်ခုကတော့အစိမ်းရောင်ရှိတဲ့အရွက်တွေထည့်စားပေးရမယ်ပဲလိုမျိုးတွေလည်းဒါမျိုးတွေထည့်စားပေးလို့ရတယ်ပေါ့ဒါကတန်တက်အတွက်ပေါ့နော်နံပါတ်3ချက်အနေနဲ့ကဘာလဲဆိုတော့ဒီမှာအယိုးပုံလေးတွေ့ရလိမ့်မယ်ပေါ့နော်bone health ပေါ့အယိုးအတွက်ဆိုရင်တော့သိရှိပြီးသားဖြစ်တဲ့အတိုင်းပဲနဲ့ vitamin D ဓာတ်ပေါ့နောက်ပြီးတော့ဒီအယိုးတွေကိုတေချာလေးဘေးကနေပြီးတော့မုန်းမှန်ပြီးတော့လိုက်ပြီးတော့ပေါ့နော်တေချာလေးလုတ်ပေးနိုင်မယ်အသားဓာတ်တွေကိုလည်းရှေ့မှာပြောသွားတယ်လို့ပဲပြည့်ပြည့်ဝဝလေးစားပေးဖို့လိုအပ်လိမ့်မယ်ပေါ့နော်နောက်တစ်ခုကတော့ဒီအောက်လေတက်လေးမှာဘာလေးပါလဲဆိုတော့ healthy eating behaviors and body image ပေါ့ဒီရွယ်ရောက်လာပြီဆိုရင်10နှစ်ရွယ်လေးမှာတိတ်မတိတာပဲမဲ့12နှစ်13နှစ်ရွယ်ရောက်လာပြီဆိုရင်မျိုးသမီးငယ်လေးတွေကလှကျင်လာတယ်ခန္ဓာကိုယ် body image တွေကိုတေချာလေးထိမ့်သိမ့်ကျင်လာတယ်အဲ့ခါမျိုးမှာဆိုရင်ဝေးကြကျင်လို့ဆိုပြီးတော့လုံးဝပေါ့နော်အစာမစားတော့ဘဲနဲ့လုံးဝဖြတ်တောက်တာမျိုးတွေကျွန်တော်တို့လုပ်တာမျိုးတွေကြုံတွေ့ရတတ်တယ်နောက်ပြီးတော့ကျတော့သူက weight loss အတွက်ဆိုပြီးတော့မနှက်စာမစားဘူးဒါမျိုးတွေလုပ်တတ်ကြတယ်ပေါ့နော်အဲ့ဒီခါမျိုးမှာဒါမျိုးတွေတော့လုံးဝမလုပ်သင့်ဘူးခန္ဓာကိုယ်ပိန်ပါတဲ့တွယ်လျက်ဖို့အတွက်အထူးပြုတာမျိုးမဟုတ်ဘဲနဲ့တကယ်ကျန်းမာတဲ့ခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ဖို့အတွက်ကိုပို့ပြီးတော့တတိပြုစေခြင်းနေပေါ့နော်အဲ့တော့ကြတော့ဒီရွယ်မှာဒီဟာလေးတွေကို view site ပေးရမယ်နောက်တစ်ခုကတော့ဒီမှာပုံလေးရဲမှာပေါ့နော်ဒီဘက်ပါအာဟာရအုပ်စုစုံအောင်ပေါ့ healthy dietary pattern ပေါ့အဲ့တော့အာဟာရအုပ်စုစုံအောင်စားရတဲ့ခါမှာလေကိုယ့်ရဲ့ခန္ဓာကိုယ်လိုအပ်ချက်နဲ့အညီပဲပြည့်ပြီးတော့လိုက်စားတဲ့နေပေါ့အရင်ကစီကြောစာများတဲ့စားတောက်တွေကိုတက်နိုင်လောက်ရှောင်းတာမျိုးတွေလုပ်မယ်ကစီတက်ပေါ့ထမင်းတို့အုပ်စုဝင်နေသည်တနည်းတာလိုအပ်ချက်အတွက်ပဲစားတင်တာမျိုးတွေလုပ်ပေးရလိမ့်မယ်ပေါ့နော်နောက်တစ်ခုပုံလေးမှာဆိုရင်တော့ဒီမှာပြေးနေတဲ့ပုံလေးတွေ့လိမ့်မယ်ပေါ့နော်ဒါကတော့ physical activity ပေါ့ဆိုလိုတာကကြတော့ခန္ဓာကိုယ်မှာဆိုရင်
နေ့စဉ်နဲ့မှာကိုယ်လက်လှုပ်ရှားမှုတွေလုပ်တင်နေပေါ့ဒီဆယ်ကျော်သက်ရွယ်တွေမှာဆိုရင်တော့ကိုယ်လက်လှုပ်ရှားမှုတွေကအဓိကအနေနဲ့ဆိုရင်ဖြစ်နိုင်မယ်ဆိုရင်တစ်နေ့မှာမိနစ်60လောက်ထိပါလေ့ကျင့်ခန်းလုပ်ပါဆိုပြီးတော့ guideline တချို့ကပြောထားရရှိရပေါ့တော့တေချာလေး exercise လေးလုပ်ပေးနိုင်ရင်တော့ကိုယ့်ရဲ့အရက်ရှည်ဖို့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာကြွက်သားတွေတန်းမာဖို့ရိုးစစ်တွေတန်းမာဖို့အတွက်အထောက်အကူပြုပေးမှာပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့chronic disease prevention ပေါ့ဒီပုံစံလေးမှာနှလုံးပုံလေးနဲ့ပြထားတဲ့ဟာလေးပေါ့ဒါကတော့ဘာကိုပြောချင်တာလဲဆိုတော့ဒီရွယ်မှာကလေးကကိုယ့်ရဲ့မျိုးရိုးတွေထဲမှာဒီလိုမျိုးသွေးတွင်းမှာမကောင်းတဲ့စီများတာမျိုး heart attack ရှိခဲ့တဲ့လူမျိုးစီးကျိုဝေဒနာရှိတဲ့လူမျိုးတွေရှိရဆိုရင်ဒီရွယ်ကလေးကနေပြီးတော့ကိုယ်မှာဒီလိုမျိုး level တွေတက်နေလားဆိုတော့ check up ပုံမျိုးလေးလုပ်ထားသင့်ပြီဆိုတဲ့ဟာလေးကိုဒီလိုမျိုးစေကျော်တဲ့ရွယ်တွေအတွက်ပြောထားတာလေးရှိရပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီချိန်မှာအဝါလွန်တာမျိုးတွေကြုံတွေ့ရတဲ့တာမျိုးတွေရှိတတ်တယ်။နောက်တစ်ခုကဒီစီးကြိုတွေဝင်လာတဲ့တာမျိုးတွေကိုဒီချိန်တွေကနေပြီးတော့ကြိုပြီးတော့ awareness လေးလုပ်ထားတဲ့နေပေါ့။မဟုတ်ရင်အသက်ကြီးလာမှဒီဟာကိုလုပ်မယ်ဆိုပြီးထားလိုက်တယ်ဆိုရင်ကိုယ့်ရဲ့ habit ကအသက်ကြီးမှဆိုရင်ပြင်ရခက်တာတကြောင်နောက်ပြီးတော့ယောဂတွေကဖြစ်လာပြီးမှပြင်လိုက်ကိုရတာထက်ဆိုင်ခုလေးကစောစောစီးစီးတဲ့ကတခြားလေး healthy habits လေးတွေလုပ်ထားပေးနိုင်မယ်ဆိုရင်တော့chronic disease လို့ခေါ်တဲ့ဒီအဝါလွန်ခြင်းနဲ့ပတ်သက်တဲ့ယောဂဝေဒနာတွေတခြားနှလုံးသွေးကြောကျဉ်းတာတွေစီးကြိုတွေသွေးတိုးတွေဒါတွေအားလုံးကိုကာကွယ်ပေးနိုင်မှာပဲဖြစ်တယ်ပေါ့နော်ဒါကတော့ဒီပုံလေးထဲမှာပါသွားတဲ့ဟာလေးကိုအချင်းချင်းပြောကြပြီးတော့နောက်ဆုံးတစ်ချက်အနေနဲ့ဘာကိုထပ်ပြီးပြောချင်လဲဆိုတော့disease ဒီလိုမျိုးယောဂဝေဒနာတွေကိုကာကွယ်ပေးဖို့အတွက်ဆိုရင်ရေဓာတ်ကိုလည်းတခြားလေးလုံလောက်တစ်နေ့တာလိုအပ်ချက်ကိုပြည့်မီအောင်စားသုံးပေးရမှာတောက်သုံးပေးရမှာဖြစ်တယ်လို့ပဲအေးရိုးဝအိတ်ဆက်ခြင်းတွေကိုလည်းတခြားလေးလုပ်ပေးရမယ်နောက်ပြီးတော့အမြင့်တက်စားသုံးမှုတွေကိုလည်းတခြားလေးတတိထားပြီးတော့စားသုံးပေးတဲ့နေပေါ့နော်အဲတော့ကြတော့ဒီဟင်းသီးရွက်အသီးနှံတွေကိုကိုယ့်ရဲ့နေ့စဉ်တွေမှာတစ်နေ့တာလိုအပ်ချက်တိုင်းပြည့်မီအောင်လည်းစားသုံးပေးဖို့မမေ့ဖို့အတွက်ထပ်ပြီးမှားခြင်းနေပေါ့အဲတော့ကြတော့ဒီဆယ်ကျော်သက်အရွယ်လေးတွေမှာအခုပြောသွားတဲ့အပိုင်းလေးပေါ့နော်စုစုပေါင်းဆိုရင်တော့ရေဓာတ်တို့ပါတို့နဲ့ပါပေါင်းလိုက်တယ်ဆိုရင်တော့စုစုပေါင်း9ပိုင်းရှိလိမ့်မယ်ဒီ9ပိုင်းလုံးကိုပြည့်ပြည့်ဝဝလေးလိုက်နာလိုက်မယ်ဆိုရင်အသက်ဒီ20ကျော်အရွယ်ရောက်သွားတဲ့အခါမျိုးအသက်40ကျော်50ကျော်60ကျော်ဒီလိုအသက်အရွယ်ရောက်သွားတဲ့အခါမျိုးမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်းကျန်းမာတဲ့ခန္ဓာကိုယ်ဖြစ်မယ်ယောဂတွေကိုကာကွယ်ပြီးရဲ့ခန္ဓာကိုယ်ဖြစ်သွားလိမ့်မယ်လို့ကျွန်မအနေနဲ့ယုံကြည်မျှော်လင့်ပါတယ်အဲ့တော့ကြတော့ရှင်မရဲ့ဒီနေ့ဒီဗီဒီယိုလေးကနေပြီးတော့ဒီစေကျော်တဲ့အရွယ်လေးပေါ့နော်10နှစ်ကနေ16နှစ်အရွယ်အမျိုးသမီးငယ်လေးတွေကဘယ်လိုမျိုးစားတောက်နေထိုင်ရမလဲဆိုတဲ့ပုံစံလေးကိုသတိထားမိသွားနိုင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာတော့ဒီ19နှစ်ကနေပြီးတော့29နှစ်အရွယ်young woman ပေါ့နော်အမျိုးသမီးငယ်ပိုင်းလေးပေါ့နော်စေကျော်သက်အရွယ်မဟုတ်တော့တဲ့အမျိုးသမီးငယ်ပိုင်းလေးတွေမှာဘယ်လိုမျိုးစားတောက်နေထိုင်ရမလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးကတင့်အတွက်ရောတင့်မိသားစုအတွက်တင့်နာမှာရှိရဲ့ညီမလေးတွေဒါမှမဟုတ်ရင်မမတွေအတွက်အကျိုးထိုးသွားတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုဒီ channel လေးကို like and follow လေးလုပ်ခဲ့ဖို့မမေ့ပါနဲ့เนาะနောက်ထပ်ဗီဒီယိုလေးတွေမှာထပ်မံဆုံတွေ့ကြမယ်เนาะအားလုံးပဲတတား